ကျေးဇူးတော်မင်္ဂလာပါဒီနေ့မှာတော့ဖြင့်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20အခန်းငယ်29မှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကလေးတစ်ခုကိုအခြေပြုပြီးတော့ကြပြလေးတစ်ပုဒ်ထွတ်ဆက်ထားပါတယ်ဒါကတော့သောမတ်ရဲ့အကြောင်းဖြစ်ပါတယ်ဘေကစာစီရမယ့်အကြောင်းဆုတောင်းကဆင်ခြင်ခိုက်အတွေးနဲ့စိုက်ဝင်လာတာကသောမပြောရရင်တန်တရားနဲ့တပြည့်တော်ပေါ့ဆုတောင်းပြီးတော့ဆင်ခြင်နေတာဘာအကြောင်းများထုစစ်ပြီးတော့ယုံကြည်သူများကိုအားပေးရင်ကောင်းမလဲလို့ဆုတောင်းဆင်ခြင်နေခိုက်မှာသောမရဲ့အကြောင်းကိုနှလုံးသားထဲဝင်လာပါတယ်သုံးရက်မြောက်အာယုံဦးထူးခြားစွာအသေးခံခဲ့တဲ့သခင်အသက်ရှင်ကထမြောက်ပြီးချစ်ခင်သူတပည့်တော်တို့အနီးကိုထင်ရှားပြီးရောက်လာခိုက်တိုက်ဆိုင်နဲ့ပြောရမလားသောမကအနီးနားမှာမရှိသခင်ဘုရားကကျွန်တော်တို့အသေးခံတယ်တကြိုချင်းခံတယ်သုံးရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ရှင်ပြန်ထမြောက်ပြီးတော့သခင်ဘုရားကတပည့်တော်တွေချစ်ခင်တဲ့တပည့်တော်တွေစီကိုလာပါတယ်တပည့်တော်တွေလည်းပဲသခင်ဘုရားကြောင့်ဝမ်းနဲ့ကြေကွဲပြီးတော့အတူတကွဆုပေါင်းပြီးဆုတောင်းနေကြပါတယ်အဲ့ဒီအချိန်မှာသခင်ဘုရားအထဲကိုတောက်လျှောက်ရောက်လာတယ်တိုက်ဆိုင်ပဲအဲ့ဒီနေ့မှာသောမကသူတို့တပည့်တော်တွေနဲ့အတူမရှိခဲ့ပါဘူးသခင်ဘုရားအသက်ရှင်တို့ရှိရာဝင်လာခဲ့တယ်ဆိုတော့သောမကလုံးဝသဘောမကျမြင်ပြီးထိရမှာကြုတ်ယုံမယ်ဗျာတဲ့တပည့်တော်တွေကလည်းပဲသောမပြန်ရောက်လာတဲ့အခါပြောကြပါတယ်သခင်ဘုရားပြန်သက်ရှင်နေဟေးရှင်ပြန်ထမြောက်ပြီးတော့တို့ရှိရာကိုလာခဲ့တယ်လို့ပြောတဲ့အခါမှာဒီချိန်မှာသောမကလုံးဝသဘောမကျဘူးဒီစကားကိုမဖြစ်နိုင်ဘူးဒါဆိုလို့ရှိရင်တော့ငါကိုယ်တိုင်မြင်ရမှာငါကိုယ်တိုင်ထိရမှာယုံမယ်ဆိုပြီးတော့တပည့်တော်တွေကိုပြန်ပြောခဲ့ပါတယ်မြင်ရမှာခင်ကြမမြင်ရတော့တန်တရားထိရမှာသိကြထိမရတော့တွေးဟာဒါတွေကသဘာဝလို့ဆိုကြလူတွေကလေမြင်မှယုံကြတယ်ဗျသို့တော်ညာလည်းပဲကျွန်တော်တို့ဘုရားသခင်ကိုမြင်လို့ယုံတာမဟုတ်ပါဘူးဘုရားသခင်ရှိတယ်ဆိုတာကိုယုံတော့ကြောင့်ကျွန်တော်တို့ကမြင်ရတာဖြစ်ပါတယ်မျက်မြင်မရတော့တန်တရားမျက်စိနဲ့မြင်လို့မရလို့ရှိရင်ဖြစ်ပါမလားဟုတ်ပါမလားဆိုပြီးတော့ကျွန်တော်တန်တရားတွေဝင်တတ်ကြပါတယ်တချို့ကလည်းလက်နဲ့ထိလို့စမ်းလို့ရမှသိရတာဗျတချို့ကကျတော့လဲထိလို့မရဘူးကင်လို့မရဘူးဆိုလို့ရှိရင်ဒွိဟစိတ်နှခွနဲ့ပေါ့တန်တရားတွေဖြစ်ကြပါတယ်ဒါကတော့သဘာဝပဲလို့လူတွေပြောကြပါတယ်ဒီနေ့လည်းပဲသောမလည်းပဲဒီနေ့ဒီသဘာဝတရားကိုမလွန်နိုင်တဲ့အတွက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် तू မမြင်ရတော့ तू မြင်ရမှယုံမယ်ထိရမှယုံမယ်စသည်အဖြစ်သောမဒီလိုပြောခဲ့ပါတယ်နောက်တနေ့သောမရှိခိုက်ဆိုက်မြိုက်သခင်ပြန်ကြွလာမြင်ရပြီးလက်တော်ကဒဏ်ချက်စမ်းသက်ရပြီးအသွေးချောက်တဲ့နဘေးတော်အတွေးခေါ်ဒီတစ်ခါမပါဘူးဒူးထောက်လို့ဥညွတ်နှုတ်ထွက်ဝန်ခံခဲ့တာကအကျွန်ုပ်၏သခင်အကျွန်ုပ်၏ဖခင်နောက်တနေ့ကျတော့သခင်ဖခင်တပည့်တော်တွေအားလုံးစုံနေတဲ့အချိန်သောမပါရှိနေတဲ့အချိန်နောက်တစ်ခေါက်ပြန်ပြီးတော့သခင်ဖခင်လာကိုထင်ပြပါတယ်အဲ့ဒီမှာသောမရှိနေတော့သောမကိုကဲသောမရေတဲ့စမ်းကြည့်ပါကွာတဲ့ငါလက်မှာဒဏ်ချက်ရှိပါလေစမ်းကြည့်ပါတဲ့ငါဘေးမှာလည်းဒဏ်ချက်ရှိပါတယ်သွေးတွေမခြောက်သေးပါဘူးခြောက်တဲ့သွေးလည်းခြောက်နေပေါ့နော်အသွေးခြောက်နဘေးတော်သွေးခြောက်နေတဲ့နဘေးကိုလာစမ်းကြည့်ပါစမ်းတော့မစမ်းလိုက်ရပါဘူးသောမဒီတစ်ခါမှာတော့သခင်ဖျားကိုမြင်တာနဲ့ဒူးထောက်ပြီးတော့အကျွန်ုပ်၏သခင်အကျွန်ုပ်၏ဖျားလို့နှလုံးသားထဲမှာအယုံကြည်ပြီးနှုတ်ထွက်ဝန်ခံခဲ့တာကျွန်တော်တို့တမန်ကျမ်းစာမှာမှတ်တမ်းပါထိမိတဲ့သခင်စကားအနားမှာကိုယ်တိုင်ရှိကြားပြီးသလိုရင်ထဲမှာတန်မိုးဆွဲခိုင်မြဲရတယ်အဲ့ဒီအဖြစ်တုံးကကျွန်တော်ဘေးမှာတော့မရှိဘူးဒါပေမဲ့ဒီအဖြစ်ကိုနှလုံးသွင်းဆင်ခြင်ပြီးဖတ်မိလိုက်တဲ့အခါဘေးမှာကိုရှိသလိုနှလုံးသားထဲမှာတန်မိုးဆွဲအောင်မြဲသွားတဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကတော့တည်ငြိမ်တဲ့မျက်နှာထားနဲ့သောမကြောင်းအသံကိုပြင်းတင်သည်မြင်၍ယုံသည်ဟုငါဆိုထားငါကိုမမြင်မဲယုံသူတို့မှာတာ၍မင်္ဂလာရှိစွာတကားသောမရေမင်းကတော့ငါကိုမြင်မှယုံတာဟဲ့လို့သခင်ဘုရားကနည်းနည်းလေးအားလုံးကြားရအောင်အသံအနေထားပြင်လိုက်ပုံပေါ်ပါတယ်ပြီးတော့မှမင်းကငါ့ကိုမြင်မှယုံနေတော့အေးငါ့ကိုမမြင်မဲယုံတဲ့သူတွေကတာပြီးတော့မင်္ဂလာရှိတယ်လို့သောမကိုသခင်ဘုရားပြောခဲ့တဲ့စကားဖြစ်ပါတယ်ယုံပြီးခုန်တတ်တဲ့ကျွန်ုပ်ဇလန်းဒီနေရာမှာအပြည့်ရမျက်မြင်မရတဲ့ဘုရားခင်နဲ့အသက်ထင်ရှားတဲ့သခင်ဘုရားကိုအစင်နှလုံးသွင်းကယုံကြည်သွားမယ်ကျွန်ုပ်ဒီမင်္ဂလာရှိသူပါတကားကဲဒီနေ့တော့
လူသားဖြစ်သည့်အားလျော်စွာတစ်ခါတစ်ခါယုံကြည်ခြင်းနဲ့တွားနေတယ်ဆိုတဲ့လမ်းမှာပင်လျင်ဒါလေးလုပ်ရင်ကောင်းပါပဲဆိုကျွန်တော်တို့ခုန်တတ်ပါတယ်အဲ့တော့အရက်ထဲမှာပြောကြတဲ့စကားယုံလဲယုံခုံလဲခုံပေါ့အဲ့ဒီယုံလဲယုံခုံလဲခုံတတ်တဲ့ကျွန်တော်အသက်တာကိုသောမကိုသခင်ဖျားပြောလိုက်တဲ့စကားနှလုံးသားမှာတန်မိုးဆွဲပြီးတော့မြဲတဲ့အရာကြောင့်ကျွန်တော်မှာခုံစရာအကြောင်းမရှိတော့ပါဘူးလို့ယုံပြီးခုံတတ်တဲ့အသက်တာကနေပြီးတော့ယုံပြီးအသက်ရှင်တတ်တဲ့မင်္ဂလာရှိသူဖြစ်တဲ့ကြံရှိရက်များကိုဆက်အသက်ရှင်သွားဖို့ဖျားခင်ရှိမှာဆုတောင်းပြီးတော့ဆုံးဖြတ်ချက်ချတဲ့အခါထွက်လာတဲ့ကြပြလေးတစ်ပုဒ်ဖြစ်ပါတယ်လို့ကျွန်တော်အစအဆုံးတစ်ခေါက်ပြန်ဖတ်ပြရစေဘယ်ကစားစီရမည်အကြောင်းဆုတောင်းကဆင်ခြင်ကိုက်အတွေးတဲ့စိုက်ဝင်တာကသောမပြောရရင်တန်တရားနဲ့တပြည့်တော်ပါသုံးရမြောက်အာယုံဦးထူးခြားစွာအသေးခံခဲ့တဲ့သခင်အသက်ရှင်ကထမြောက်ပြီးချစ်ခင်သူတပြည့်တော်တို့အနီးကိုထင်ရှားပြီးရောက်လာကြတိုက်ဆိုင်နေပြောရမလားသောမကအနီးနားမှာမရှိသခင်ဖျားအသက်ရှင်တို့ရှိရာဝင်လာခဲ့တယ်ဆိုတော့သောမကလုံးဝသဘောမကျမြင်ပြီးထိရမှကြုတ်ယုံမယ်ဗျာတဲ့မြင်ရမှခင်ကြမမြင်ရတော့တန်တရားထိရမှသိကြထိမရတော့ဒွိဟဒါတွေကသဘာဝလို့ဆိုကြနောက်တနေ့သောမရှိကြဆိုက်မြိုက်သခင်ပြန်ကြွလာမြင်ရပြီလက်တော်ကဒဏ်ချက်စမ်းတက်ရပြီအသွေးချောင်းနဲ့နဘေးတော်အတွေးခေါ်ဒီတစ်ခါမပါဘူးဒုထောက်လို့ဥညွတ်နှုတ်ထွက်ဝန်ခံခဲ့တာကအကျွန်ုပ်ဤသခင်အကျွန်ုပ်ဤဖျားထိမိတဲ့သခင်စကားအနားမှာကိုယ်တိုင်ရှိကြားပြီးသလိုရင်ထဲမှာတန်မိုးဆွဲခိုင်မြဲရတယ်တင်ငိမ်နဲ့မျက်နှာထားနဲ့တောမကြောင်းအတန်ကိုပြင်းတင်ဒီမြင်မှယုံသည်ဟုငါဆိုထားငါကိုမမြင်မဲ့ယုံသူတို့မှာသာ၍မင်္ဂလာရှိစွာတကားယုံပြီးခုန်တတ်တဲ့ကျွန်ုပ်ဇလန်းဒီနေရာမှာအပြည့်မျက်မြင်မရတဲ့ဘုရားသခင်နဲ့အသက်ထင်ရှားတဲ့သခင်ဘုရားကိုအစင်နှလုံးသွင်းကယုံကြည်သွားမယ်အကျွန်ုပ်ဒီမင်္ဂလာရှိသောသူပါတကားရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး20အခန်းငယ်29